လေးတွေလဘဆောင်မှုပဲရှိတော့ကြောင်းကျောင်းတွင်အတန်းချိန်များပြည့်နေသည်သို့သောမျိုးတို့တောင်ယောက်ကတော့ love story လို့ဖို့သာတန်ကြသည် အာမောလိုက်တာ ဘာဖြစ်လာတော့လန့်လိုက်တာ ဘာဖြစ်ရမှာလဲဒီဝက်မောက်တင်နေလာရတာမောလိုက်တာဟာ ငါပိတ်မယ်လေးပါဘာဝက်မှာလဲပိတ်ကန်လိုက်ရ စကားများမနေနဲ့အထဲမှာစားပြပေးဖို့ဂိုက်ဆရာမလေးခေါ်ထားတယ် ဘယ်သူတော့ ငါမမပေါ့ နွေဤအဖြေကြောင့်နှစ်ယောက်သာနွေကိုမျက်စောင်းထိုးရသည် ဟုတ်ကလေး3ယောက်မြင်မြက်လား လာပြီးမမ စပင်းကိုခြံထဲထိုးကစပွဲဝိုင်းသို့ဝင်ထိုင်ကြသည်လွယ်ထဲကစာအုပ်များကိုထုတ်ပြီးစာချက်သူကချက်ရေးတဲ့သူကရေးနေတယောက်တစ်မျိုးကြိုးစားနေကြသည် မမဒီပုံလေးတစ်ချက်ရှင်းပြပါလား ရရည်လေအလားဒီဘက်ကို လွန်သည်သူတို့အတွက်အများကြီးအားကိုးရသည်သူတို့နားမလည်သည့်အပုတ်တိုင်းလည်းလွန်ရှင်းပြလင်အပြေဆုံးနားလေသည်အခြားဘာသာတွေအတွက်လည်းလွန်ကသူ့အတွက်ပြေမခံပြီးနှုတ်ထုတ်ပေးရှာသည် မလွန်ရင်မင်းတစ်ခုမေးခြင်းလို့စားနေတော့မဆိုင်ဘူး အော်မေလီ မမဘာလို့၁၉နှစ်မှာ10တန်းတန်နေရလဲဟိုကိုကရောဘာလို့လဲ ယမင်းမိဖို့ကြောင့်ဘုံခဏတာမင်းတက်သွားသည်ဒီမှ မမကြီးတီးလောက်ကအစီတတကူကြောင်းကျောင်းနှစ်လောက်နားထားရတာဆိုင်ကတော့လူစိုးကောင်မှု10နဲ့ကြာတာ2နှစ်ရှိပြီလေ နင်တို့ကလည်းစားလို့ကြပါရှောက်မမင်းနဲ့မမအခု10တန်းဖြစ်ရမှာစားလို့ပါစေ သူ့မိန်းမဆိုတော့ဝင်းသားနေရှာတာ မိခစကားကြောင့်လွန်ညွေးနေယမင်းပါဝင်ကြောင်သွားသည် အဲ့ဒါဘာဒိတ်ပဲတော့ လေးတွေစကားမများနဲ့ရော့ဒီမှာလက်ဖက်တော့ ကျေးဇူးပါအန်တီ ရင်မင်းချက်ပြောင်းမှုနဲ့တုတ်ထားတာ အဲ့ကြအန်တီကလှနေတာနှွေးနဲ့တာမီဆိုတာမယုံနိုင်ဘူး ဘာလဲအဲ့ပြောင်မှုငါပြုတ်ပေးထားတာဟာ ကဲစကားမများနဲ့စားလို့ကြကြားလား ဒေါ်နွယ်ထွက်သွားသည်နှင့်သူတို့စာပြန်လောက်ကြသည်မင်းခန့်နှင့်ယမင်းနဲ့ကတော့လက်ပတ်ထုတ်ပကံလူနေကြသည် မင်းခက်နင်ဘာလို့အလွတ်ကြီးတွေစားနေရလဲ ငါပါသက်နဲ့ငါစားဘာဖြစ်လို့လဲအလကားရတဲ့လက်ဖက်တော့ကစီလာနေတယ်ဝက်မ အစားပုတ်ကြီးလက်ဖက်တော့နေပါစေ သူတို့နှစ်ယောက်ကိုကြည့်ကလွန်ပြုံးမိသွားသည်ဒါသူတို့ရွယ်တော့ကလွန်ရဘူးတဲ့ဘဝမျိုးကိုသူသဘောကျနေမိသည်လွန်ဘဝရဲ့နှွေးဝင်လာမှထိုကန်စားချက်ကိုလွန်ခံစားမှုရဖြစ်သည် ကဲအာညောင်းလိုက်တာ ကလေးတွေပြင်းတော့မလို့လား ဟုတ်အနီမြန်မာနဲ့အင်္ဂလိပ်ကတော့ပိုင်သွားပြီ အေးကွယ်နှွေသူငယ်ချင်းတွေကိုလက်ထိတ်လိုက်ပို့လိုက်လေ ဟုတ်မမီမမလာလေ အဲ ယမင်းနှင့်မိခန့်တို့လမ်းထိပ်ထိလိုက်ပို့ပြီးလုံးနှင့်နှွေတို့ပြန်လာသည်အပြန်လမ်းမှနှွေပမစကားအရင်စပြောသည် မမ ဟမ် မမနဲ့ကိုဆိုင်ဆွဲလူရတငယ်ချင်းတွေပဲလား ဟုတ်တယ်လေဘာဖြစ်လို့လဲ မမတို့ကြည့်ရအရန်ရင်းနှီးရဲ့ပုံပေါက်နေလို့ အာအဲ့လိုတငယ်ချင်းတွေပါပဲမမမရွေးသူတငယ်ချင်းဆိုသူပဲရှိတာ အော်အဲ့လိုဒါပေမဲ့အဲ့လိုတငယ်ချင်းဆွဲလူတွေပဲကြောက်စရာကောင်းတာ ဘာလို့လဲ ဘာမှမဟုတ်တော့ဘူးနှွေးရင်ဝင်နေမယ် see you ဟာအဲ see you ဘမမပြောဘဲအိမ်ထဲဝင်သွားသည်နှွေကိုကြည့်ကလုံးစိတ်ထဲခုသွားသည်သူပါအမားများလုံးမိထားလို့လဲဟုတွေးတော့နေမိသည်တေချာပေါက်ဒါစိတ်ဆိုးသွားသည့်လက္ခဏာပဲမလား